အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူမြတ်အသက်ဝိညာဉ်အစာ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်ဟေရှာယနဂတိကျမ်းအခန်းကြီး43အပိုင်းငယ်19ကြည့်ရှုလော့အမှုတစ်ကိုငါပြုမိယခုပေါ်လာလိမ့်မည်တင်တို့သည်အမှန်သိမြင်ရကြလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးတော်ရေကို၎င်းငါဖန်ဆင်းမိဒီကနေ့မှာကျွန်တော်အနေနဲ့အမှုတစ်ကိုပြုမဲ့ဖရာဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လည်ပြီးမှဝေမျှလိုပါတယ်မိတ်ဆွေများကျွန်တော်တို့ရဲ့အသက်တာထဲမှာဖရာသခင်ကလေဘယ်တော့မှမစွန့်ပစ်တဲ့ဖရာဖြစ်ပါတယ်တင်းနဲ့ကျွန်ုပ်ကိုအမြဲတမ်းကောင်းကြီးပေးခြင်းနဲ့ဖရာမဆပေးခြင်းနဲ့ဖရာဖြစ်ပါတယ်ကျွန်တော်တို့ကြိုတင်ကြံစီထားခြင်းမရှိတဲ့အရာတွေကိုပင်လင်ဖရာသခင်ကကျွန်တော်တို့အတွက်အကျင့်အစီရှိတယ်ဆိုတဲ့အရာကိုနောက်ကဘက်တော်ထဲမှာတွေ့ရပါတယ်ကျွန်တော်တို့ရဲ့အသက်တာအတွက်ဖရာသခင်ကအမြဲတမ်းအမှုတစ်ကိုပြုပေးခြင်းနဲ့ဖရာပဲဖြစ်ပါတယ်ဣတိလလူမျိုးတွေရဲ့တမိုင်းကိုကြီးတဲ့အခါမှာဖရာသခင်ကသူတို့တွေကိုမစွန့်ပစ်တဲ့ဖရာဖြစ်ပါတယ်ဖရာရဲ့စကားကိုသူတို့တွေနားမထောင်တဲ့အခါမှာဖရာသခင်ကသူတို့ကိုတိုင်းတစ်ပါးတွေကိုအပ်ပြီးမှဆုံးမတဲ့အရာတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီဆုံးမခြင်းတွေထဲမှာသူတို့ရဲ့အတ္တတာတွေကုံဆုံးသွားတဲ့အရာတွေမဟုတ်ပဲနဲ့ဘုရားသခင်ကအဲ့ဒီနေရာကနေပြင်လေပြီးမှကဲတင်တဲ့အရာခေါ်ထုတ်လာတဲ့အရာကောင်းကြီးပေးတဲ့အရာတွေကိုကျွန်တော်တို့မြင်တွေ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားသခင်ကဣတိလလူမျိုးတွေကိုလုံးလုံးမစွန့်ပစ်တဲ့ဘုရားဖြစ်ပါတယ်ထိုနည်းတူတင်နဲ့ကျွန်ုပ်ရဲ့အတ္တတာကိုလည်းဘုရားသခင်ကအမြဲတမ်းမဆပေးခြင်းနဲ့ဘုရားအမှုတစ်ကိုပြုပေးခြင်းနဲ့ဘုရားကောင်းကြီးပေးခြင်းနဲ့ဘုရားပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာယုံကြည်သူအတ္တတာထဲမှာအသက်ရှင်တဲ့အခါမှာခက်ခဲခြင်းတွေမြောက်များစွာတွေးကြုံရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအဲ့ဒီအရာတွေထဲမှာကြောက်ရွံ့ဖို့မဟုတ်ဘဲနဲ့ဖယားသခင်ကကျွန်တော်တို့ကိုဘယ်လိုမျိုးအမှုတစ်ကိုပြုပေးမလဲဆိုတဲ့အရာကိုကျွန်တော်တို့မျှော်လင့်ဖို့ရန်အတွက်ဖြစ်ပါတယ်ဖယားသခင်ရဲ့မဆခြင်းတွေကိုကျွန်တော်တို့မျှော်လင့်တဲ့အခါမှာတကယ်ပဲကျွန်တော်တို့ရဲ့အတ္တတာထဲမှာအမှန်တကယ်သိမြင်ရကြမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဖယားကတော၌လမ်းကိုပြင်ဆင်ပေးပိုင်တဲ့ဖယားဖြစ်ပါတယ်လွင်ပြင်ဒေသမှာရေမရှိတဲ့နေရာထဲမှာဖယားတခင်ကရေကိုလည်းပြင်ဆင်ပေးပိုင်တဲ့ဖယားပဲဖြစ်ပါတယ်ဣတိလလူမျိုးတွေရဲ့တမိုင်းကိုကြီးတဲ့အခါမှာဣတိလလူမျိုးတွေကအေဂုတုပြည်ထဲမှာနှစ်ပေါင်း430လုံးသူတို့ကျွမ်းခံရတယ်နောက်ပိုင်းမှာဖယားတခင်ကမောရှေကိုအသုံးပြုခြင်းအဖြစ်သူတို့တွေကအေဂုတုပြည်ကနေခါနန်ပြည်ကိုသူတို့ထွက်လာရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအခါမှာမောရှေအဖြစ်ဦးဆောင်ပြီးမှထွက်လာတဲ့အခါမှာသူတို့အေဂုတုပြည်ကနေထွက်လာပြီးရှေ့မှာကြတော့ပင်လယ်နေရှိတယ်အေဒုံပင်လယ်ရှိတယ်နောက်ဘက်မှာဖာရောမင်းနဲ့သူရဲ့စစ်တပ်တွေကလိုက်လာကြတယ်အဲ့ဒီအခါမှာဣတိလလူမျိုးတွေရဲ့အတ္တတာထဲမှာရွေးချယ်စရာတွေမရှိတော့ဘူးကြောက်ရွံ့စရာတွေတွေးဝေစရာတွေနဲ့ပြည့်နေတယ်မောရှေကိုလည်းဝိုင်းပြီးမှအပြစ်တင်ကြတယ်ဒါပေမဲ့ဖယားသခင်ကမောရှေကိုပြောတယ်မောရှေရဲ့လန်တန်းကိုပင်လယ်စီကိုဆမ်းမှုရန်အတွက်ပြောတဲ့အခါမှာမောရှေဒီဖယားရဲ့စကားကိုနားထောင်ပြီးမှသူရဲ့လန်တန်းကိုပင်လယ်ကိုဆမ်းတဲ့အခါမှာဖယားသခင်ကအာကြီးသောအရှိလေကိုစီလွတ်ပြီးမှရေကိုနှစ်ချမ်းခွဲပြီးမှဣဒေလလူမျိုးတွေကအဲ့ဒီအေဒုံပင်လယ်ရဲ့အလယ်မှာရှောက်သွားရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဖယားသခင်ကလမ်းမရှိတဲ့တော့အရက်ထဲမှာပင်လမ်းကိုပြင်ဆင်ပေးပိုင်တဲ့ဖယားဖြစ်ပါတယ်တော်ပဲဖြစ်ပါတယ်ကန်ဒါယနယ်ဒီထဲမှာရှိတယ်ပင်လယ်ပြင်တွေထဲမှာရှိတယ်ဒါပေမဲ့ဘယ်လိုနေရာထဲမှာပဲဖြစ်နေပါစေဖယားသခင်ကသူတို့အတွက်လမ်းကိုပြင်ဆင်ပေးတဲ့ဖယားဖြစ်တယ်ဖယားသခင်ကသူတို့ကိုလမ်းပြပေးတယ်ကောင်းချီးပေးတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်နောက်ပိုင်းမှာလည်းယောရှုဦးဆောင်ခြင်းနဲ့မှသူတို့ဆက်ပြီးမှယော်ဒန်မြစ်ကိုလည်းထိုနည်းသူပဲယေဘရဟိတ်ကဘ
ရိညင်တက်တာကိုထမ်းပြီးမှသူတို့ခြေကိုယော်ဒန်မြစ်ပေါ်မှာချတဲ့အခါမှာယော်ဒန်မြစ်ကနှစ်ချမ်းကွဲပြီးမှသူတို့ဒီခါနန်ပြည်ထဲမှာဝင်စားရတယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဖယားသခင်ဒီလမ်းမရှိတော့အရက်၌ပင်လင်ဖယားသခင်ကကျွန်တော်တို့အတွက်လမ်းကိုပြင်ဆင်ပေးပိုင်တဲ့ဖယားကောင်းချီးပေးပိုင်တဲ့ဖယားမဆပေးပိုင်တဲ့ဖယားဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဆက်လက်ပြီးမှထမြောက်ရခြင်းအခန်းကြီး7အငယ်1ကနေ9ကြားထဲမှာကျွန်တော်ကြည့်တဲ့အခါမှာမောရှေနဲ့ဣတိလလူမျိုးတွေကတိန်တော်ကနေထွက်လာပြီးမှရေဖိတိန်အရက်ကိုရောက်တဲ့အခါမှာတောက်เสียရေမရှိတော့တဲ့အရာကိုတွေ့ရပါတယ်အဲ့ဒီအခါမှာဖယားသခင်ရဲ့အမိန့်တော်ထဲမှာမောရှေအဖြစ်ကြောက်ကိုရိုက်တဲ့အခါမှာသူတို့အတွက်တောက်เสียရေကိုရရှိတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ကျွန်တော်တို့တခါတည်းမှာကျွန်တော်တို့တွေပြောတတ်တယ်ကိုယ့်ရဲ့အတ္တထဲမှာငွေကြီးတွေမရှိတော့တဲ့အခါမှာကြောက်ခဲကိုအရင်ညင်တော့မှရေထွက်ရင်ထွက်အောင်မယ်ငါစီမှာတော့ဘာမှမရှိဘူးလို့ပြောတတ်ပါတယ်ကြောက်ခဲကိုအရင်ရေညစ်တဲ့အခါမှာဘယ်တော့မှရေမထွက်ပါဘူးမိတ်ဆွေဒါပေမဲ့ဒီနေရာမှာကြီးတဲ့အခါမှာတော့ဖယားခင်ကကြောက်ထဲကနေလူတွေအတွက်ပြန်လဲပြီးမှအသက်ရှင်တန်ဖို့ရန်အတွက်ရေကိုထွက်စေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီနေရာမှာတွေ့မြင်ရတာပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဝတ်ပြုရာကျမ်းအခန်းကြီး20အငယ်1ကနေ4ကြားထဲမှာကြီးတဲ့အခါမှာလဲအေတီလာလူမျိုးတွေဇီနာတော်ကာဒီရှာအရက်ထဲမှာလဲပြန်လဲပြီးမှတောက်စရာတွေရေတွေပြက်လက်တဲ့အခါမှာဆက်လက်ပြီးမှဖယားသခင်ကပထမပြုခဲ့တယ်လို့ပဲကြောက်တဲကနေရေတွေကိုဖယားသခင်ကလူတွေအတွက်သူရဲ့လူမျိုးအတွက်ထောက်ပံ့ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိမြင်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဖယားသခင်ကရေမရှိတဲ့နေရာတွေရေမရှိတဲ့ဒေတာထဲမှာပင်လေကျွန်တော်တို့အတွက်ရေကိုပြင်ဆင်ပေးတဲ့ဖယားရေကိုပြင်ဆင်ပေးနိုင်တဲ့ဖယားဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်မိတ်ဆွေများကျွန်တော်တို့ရဲ့အသက်တာထဲမှာဘယ်လိုအခြေအနေတွေထဲမှာကျွန်တော်တို့ရှောက်လန်းရသည်ဖြစ်ပါစေဘယ်လိုအခြေအနေတွေထဲမှာကျွန်တော်တို့အသက်ရှင်နေရသည်ဖြစ်ပါစေဖယားသခင်ကကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ပစ်တဲ့ဖယားဖြစ်တယ်ဟာလေလုယာဖယားသခင်ကကျွန်တော်တို့အတွက်အမြဲတမ်းအမှုအတစ်ကိုပြုပေးခြင်းတဲ့ဖယားဖြစ်တယ်ကျွန်တော်တို့ကိုမဆခြင်းတဲ့ဖယားဖြစ်တယ်ကျွန်တော်တို့ကိုကောင်းချီးပေးခြင်းတဲ့ဖယားဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာဒီအခြေအနေနဲ့မဆိုင်ဘူးဖြစ်ပါတယ်ဘယ်လိုအခြေအနေထဲမှာပဲအသက်ရှင်ရဘယ်လိုဆင်းရဲတဲ့တိုင်းနိုင်ငံထဲမှာပဲယက်တီရဖယားသခင်ရဲ့ဂျေဇုပြုခြင်းထဲမှာကျွန်တော်တို့ရဲ့အတွက်အမြဲတမ်းလုံလောက်ခြင်းရှိတယ်ဖယားရဲ့အမှုပြုခြင်းဖယားရဲ့မဆာခြင်းတွေကိုအမြဲတမ်းတွေ့မြင်ရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိမြင်ရပါတယ်ဒါကြောင့်မို့ဖယားသခင်ကကျွန်တော်တို့အတွက်အမှုအတစ်ကိုအမြဲတမ်းပြုပေးပိုင်တဲ့ဖယားဖြစ်တယ်ပြုပေးခြင်းတဲ့ဖယားလည်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖယားသခင်ရဲ့အမှုပြုခြင်းတွေကိုကျွန်တော်တို့မျှော်လင့်ဖို့ဖြစ်တယ်စောင့်စားဖို့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာခက်ခဲခြင်းတွေရင်ဆိုင်လာရတဲ့အခါမှာဤတီလာလူမျိုးတွေကဲ့သို့မျှော်လင့်ခြင်းမဲ့တဲ့အချိန်သားရည်တွေဘယ်လမ်းကိုဆက်လျှောက်ရမလဲမသိတော့ဘူးရှိမပင်လေကြီးတွေကာစီထားတယ်ယော်ဒန်မြစ်ဆိုတဲ့အရာတွေကိုကာစီထားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဤဒီလာလူမျိုးတွေကဖယားခင်ကိုအော်တဲ့အခါမှာဖယားကအမှုပြုပေးတဲ့ကဲ့သို့ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းဖယားရဲ့အမှုပြုပေးခြင်းဖယားရဲ့မဆာခြင်းတွေကိုကျွန်တော်တို့မျှော်လင့်ဖို့ဖြစ်တယ်ဆက်လက်ပြီးမှကျွန်တော်တို့ရဲ့အသက်တာထဲမှာဘလို့အခြေအနေထဲမှာပဲအသက်ရှင်ရဖယားခင်ကမဆာပေးတဲ့ဖယားပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖယားခင်ကိုတာလင်ကိုးစားရအောင်ဖယားရဲ့အမှုပြုခြင်းကိုကျွန်တော်တို့မျှော်လင့်ရအောင်စောင့်စားရအောင်ဖယားခင်ကကျွန်တော်တို့ရဲ့အခြေအနေပေါ်မှာမဆိုင်ဘဲနဲ့
ဖရာသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖရာဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မို့တင်းရဲ့တသားထဲမှာဖရာကအမှုအတစ်တွေကိုအမြဲတမ်းပြုပေးခြင်းနဲ့ဖရာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့တသားထဲမှာဖရာကိုသာလင်မျောလင်းရအောင်ဖရာသခင်ရဲ့အထဲမှာသာလင်အသက်ရှင်ရအောင်ဖရာသခင်ကိုပဲကူးစားရအကြောင်းဖြစ်စေပြီးမှနေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ရဲ့တသားထဲမှာဖရာရဲ့အမှုအတစ်ပြုခြင်းအရာတွေကိုရင်ခုန်စွာနဲ့ကျွန်တော်တို့ရဲ့အတ္တတွေမှာဆက်လက်ပြီးမှမျော်လင့်ဆောင်စားဖို့ရန်အတွက်ဖြစ်ပါတယ်အားလုံးပေါ်မှာဖရာသခင်ကောင်းကြီးရှိပါစေ